ပိုင်းရဆောင်ဖြစ်ပါတယ်ဒီနေ့မှာတော့အားလုံးကတော့ကျွန်တော်ဂိမ်းမှာ crap ပါမယ်မိတ်ဆက်ဖို့တော့မေ့ပါတယ်ဒီဝေးမှာဒီမှာရင်ပစ်လိုက်မယ်ပါလားခေါ်ကစကီအလုံးကြီးတယ်လားရှင်းနေတယ်မသိစကီလုံးရင်တိတ်တော့မကောင်းဘူးပေါ့နော်ဟလားအဆင်မပြေပါအဲ့ဒါကြီးတီးခံကြည့်ပြရပါတော့ပွဲထဲမှာလည်းတချို့ဟာတွေအတန်ကြီးတိတ်မမှန်ပါဘူးကိုကနောက်ကစကားပြောရပါတော့အဲ့ဒါကြောင့်ဟွာပါလေအဆင်ပြေပါလေကျွန်တော်ချင်ပါတယ်ပေါ့ဒီဟာကျွန်တော်တိတ်လည်းမစောတတ်ပါဘူးအိုင်တန်ကြောင့်လည်းတိတ်နားမလဲတော့ကိုစင်ပြေအောင်လို့လေးပဲကြည့်ပြရပါတော့မိတိုင်းရခံချင်ပါတယ်အားလုံးပဲဒီလိုလေးခုတော့စပဲပေါ့နော်ဒီစပြီခုကျွန်တော်တို့ဒီနေ့ခဏစောင့်လိုက်မယ်ပွဲရောက်သွားအချိန်ကြရနော်အဲ့ဒါကျွန်တော်ဘလောင်အမြဲမြင့်တဲ့စကီတွေ့ရမှာစကီလုံးကြီးတွေကျေးဇူးပြုပြီးတီးခံကြည့်ကြပါဝဲလေးကျဟိုတစ်ခေါက်တော့ပြန်ဖြတ်လိုက်တာလားအခုကြာမှပြန်ပြီးတော့တောင်းထားတာဒါပေမဲ့သူကကြာမတ်ပေးထားဆိုတော့တော့ကျွန်တော်တို့ဟိုကကြာရတယ်ဒီမှာလဲအီလိုက်စကီနေရောမီတာမန်ပုံကြီးပဲပို့အဖန်မျိုးဆိုပြီးတော့လည်းတာမန်ပုံကြီးပဲပို့ပါနော်ဒီကလည်းရှိတဲ့ချိုးဟာတွေရတယ်အတန်ထွက်လာမထွက်လာလားကြောက်လို့ပါကဲဟိုစာအိဗျာကဲဝေးမျိုးရင်းနေပြီကျွန်တော်ဝဲခါတော့မိုဘိုင်းလီဂျန်ဆိုတယ်ဖြုတ်မယ်နော်ကိုကတော့ကျွန်တော်တော့ထန်စားပြောနေပါတော့ခုမှကဲခုစားပါပြီပွဲရအလားကျွန်တော်သွားမယ်ဟာပါလေ level လေးတော့စားလိုက်မယ်ပေါ့နော် level တော့စားမယ်ပေါ့ကဲ level ကိုတော့စားနေပါပြီအစကီဝါရကိုဝါဆိုတော့နေထားကျွန်တော်ဒီခံမချင်းလောကခုကျွန်တော် level စားပါမယ်အားလုံးပဲကြည့်လိုက်ကြပါကျွန်တော်တို့ဖြတ်တက်လို့ရတိတ်အဲ့ဒီလည်းမလုပ်တတ်တော့ကြတယ်ဒီခန်းရောဖြတ်မထားပါဘူးဒီခန်းပြီးပဲကြည့်ကြပါလို့ကျွန်တော်မြင်တဲ့ခံချင်ပါတယ်ခုတော့ကဲအမစားလေးစိတ်ရှိနဲ့ကြည့်လိုက်ကြပါဦးကဲဟုတ်ပြီခုဆိုရင်တော့ rebel လေးစားပြီးဆိုတော့ကျွန်တော်ဟိုပါလေမင်းလေးကိုနည်းနည်းတော့ကြည့်ဖို့ပေါ့နော်နည်းနည်းတော့ကြည့်မယ်အမှားကကြာတော့ creed တော့ကိုတော့ရှင်းဖို့လုံးနေတဲ့အချိန်မှာပဲ frame ကြီးနဲ့သူ့ရဲ့အပေါင်းမှာ lens low ရောက်လာပြီးပြေးရတယ်ခင်ဗျာကြောက်တယ်ဗျအထမ်းမိကကေချွန်စတာနဲ့တခေါင်းလေးပေါ့နော်အဲ့ဒါနဲ့ကြောက်နေလို့ရှိတော့ဆိုကျွန်တော်စိတ်ထဲမှာတွေးလိုက်ဟိုကျုံပေါ်မယ်ဆိုပြီးကျွန်တော်တွေးလိုက်တဲ့အချိန်ဟိုကောင်အလိုဖြစ်သွားကျွန်တော်လည်းချပြီးပေါ့နှစ်ဖားယူမားဟိုရှင်းနေရဲတင်တက်တော့ကျွန်တော်လည်းကျုံရတယ်ဗျာတုတ်အဲဒီမိမရနေတော့ကြာအစင်တော့ပြင်းနေပါလားနေပဲကျွန်တော်ကျုံတာအစာပိုင်းတော့ကျွန်တော်ပေးနေတာကြီးပဲပြင်းနေအဒီကောက်တော့ပြီးတော့မသေးပါဘူးလို့ကျွန်တော်ခင်ဗျာခရဖြစ်နေပါကဲရမလားလို့တော့ကောက်စားလုပ်တဲ့အချိန်မှာဟေးရာရောက်လာတာမပြေးလိုက်ရပါတယ်ဒီမိမချမ်းကြီးတော့ကျွန်တော်မနိုင်ပါဘူးဒီဝဲတော့ဒီမိမချမ်းကြီးကျမ်းမှာအားနဲ့ဆက်သွားနေဒီပါရမိုက်ကြည့်ဗျာဒီကျွန်တော်ပြန်ဖြည့်ပြီးတော့ပြန်သွားရပါတော့အားကြောင့်ဝဲပြတာကဲကီရဗျာfrom itကစကေးကောင်တော့မတူတော့နိုင်လေးဦးခင်ဗျာကျွန်တော်လေးပြန်ပတ်လာပြီအားနဲ့ကျွန်တော်ကြာနေပါတော့ကျွန်တော်လည်းတော့နောက်ကစကားပြောစိတ်ချပြေကျွန်တော်ကြာနေပြီမကျွန်တော်ပြီးလာနိုင်နေတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ခုတော့ပြင်းနေတော့မယ်အားနဲ့ပဲခုကျွန်တော်ဒီနားလေးမှာ enemy ဝကြံငယ်ကျိုးနေတဲ့အကြောင်းလမ်းပြောလိုက်တယ်ခုအားလည်းကျွန်တော်တို့သိကမမှန်သေးဘူးဗျပလေယာလားဘော်ရီနဲ့တခါတလေရောထားရှိအားကြောင့်ကျွန်တော်လောက်ထားအောင်နော်ဟုတ်တူနေတူ
要着菜，阿张，这里 ski 面对呀，去吧，啥了，ski 来了就捡钱了吧。လာကြကျွန်တော်လူဘက်ကိုလည်းဒီတိုင်းမထားခဲ့ပြီးဒီကောင်ကောက်စားမယ်အမဘလို့လဲဖြစ်သွားလဲမသိဘူးဗျအိမ်သားလေးရဲ့တလားဟိုပြက်သွားတယ်စကီဝါအဲ့ကျွန်တော်သိမသွားဘူးဗျအဲ့မဲ့ဟိုကောင်တော့တည်သွားတယ်အိမ်သားတွေကကျွန်တော်ကန်ကောင်းသွားတယ်ပဲဆိုတော့ဘလို့ဖြစ်သွားလဲမသိစကီတူနေတယ်အဲ့လိုဖြစ်သွားတာကြောင့်အိမ်သားလေးကတော့ရတယ်နေကြည့်မရလိုက်ဘူးဘလို့ဖြစ်သွားလဲကျွန်တော်လည်းနားမလည်ဘူးဒါတော့စကီတူတုံးလိုက်တယ်ကျွန်တော်စကီဝမ်ပြတ်သွားတာမသိအဲ့လိုသဘောတရားထင်တာဟိုကျွန်တော်အပေါ်လေးကိုတော့ကြည့်မှာနော်မမရဲဘဘဒီဘက်ကြံကြလာဆိုမှကျွန်တော်ဒီတိုင်းရှောက်သွားတော့တက်ဖို့တော့ရောက်လာပြီဒါမှတက်တယ်မရဘူးမသိသွားဘူးကျွန်တော်လည်းပြန်ပတ်လာလိုက်တယ်ရူဘီလည်းရှောသွားပြီဆိုတော့ဒီဘက်ကကောင်ကြီးကလည်းသွားရုံတော့မိမချင်နဲ့ပြောက်သွားပြီဘောလည်းပြောက်ဒီမှာဒိုင်းရောရောက်လာပြီကျွန်တော်အဲ့ဒီမေးဖို့နဲ့ကျိုးနေဗျာဒါပေမဲ့ကမလောက်ဘူးရအဲ့ဒါနဲ့သူအဲ့ဒီမေးနဲ့ကြံကျွေးခံကျွန်တော်သိသွားပါတယ်ဒါအာလီဖေးခြင်းဖေးမယ်နော်ဗျာလေကင်းကြည့်လိုက်ဒါလေကင်းကြည့်လိုက်နော်အာလီမလို့ဖေးတယ်လေကင်းကြတယ်ဒီဖြုတ်ပြလေကင်းကကြည့်ရကျွန်တော်ကြိုက်သွားစရာခုရစားလာပြီချက်နဲ့ရလဲပြီးကြပါကျွန်တော်လူလိုက်ဘောနော်ဒါနဲ့ခွာတော့အာလီကင်းစားဟိုဘာလဲအာလီကင်းမကဲရောရအဲ့ကျန်လူကျန်နေဒါပေမဲ့ကျွန်တော်တို့ဘာမှမတတ်တယ်ကျွန်တော်လည်းကျန်ကြောက်နေရတယ်ဒီကျေလိုက်ရတော့ကျွန်တော်လည်းမရှိမလို့ပြင်းပြအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ခဏလေးနေထားတယ်ပွဲမှာကျွန်တော်လေးကောလာမတီးတီးထားတယ်ဗျအဲဒီမေးရနေကျုံးတော့မယ်ဆိုပြီးလုပ်နေတာမဟုတ်ဘူးအဖေတိုင်းမပြီးတော့ရွာပါတိုင်းနေချီအဲဒီမေးတော့ပြီးလန်ကြီးကိုတတ်တယ်လန်ကြီးရတယ်အဲ့လိုဖြစ်သွားတယ်ဒါပေမဲ့စင်ကြီးကကျွန်တော်ဒီကြရင်တေးပါတကောလာကျွန်တော်တီးပြီးသားကောတက်တိုက်တယ်ဒါပေမဲ့မီယာပဲကောက်စားလုပ်တာပဲနော်အဲ့နဲ့ကျွန်တော်ဟေးတာကိုကျွန်တော်စတန်ပြီးတော့ပြေးလာလိုက်တယ်ဖရာမင်းနဲ့တွေ့တယ်ဒါနဲ့တီးတော့မလို့ဖြစ်သွားတယ်ဒါပေမဲ့မတီးသွားဘူးနော်အဲ့နဲ့ပြန်ရောက်လာပါပြီဒီညခုကတော့ကျွန်တော်တို့ခဏနေကျွန်တော်စကီပြတ်တာမှာဖြစ်ပါတယ်ကဲခုကတော့ကျွန်တော်ကျန်နေပါခဏကျန်တော့စားပြီးတော့ကျွန်တော်ကျုံနေတာပြီးကြားနေပါတော့ဟိုလေးလေးတီးနေပါတော့ front နေလာမို့ front တီးစားပြသူစားလိုက်တာလည်းကျွန်တော်တစ်ခေါက်ပဲတီးထားတယ်ပေါ့ခေါက်ပဲတီးရဆိုမှတကောင်မှกินနေရတယ်ပြဿနာလေးလေးရှိတယ်မတော်တယ်လို့လေတတ်တယ်ကျွန်တော်နောက်ဆက်กินကနေပဲကျွန်တော်တတ်တယ်ရလိုက်တယ်ပေါ့နော်အဲ့နဲ့ကျွန်တော်တို့ဆက်ပြီးဟိုနားလေးမှာဗိုင်ရရသွားဖြစ်တယ်အဲ့တော့လေကောက်စားလုပ်မယ်ဆိုအာရီမဲနဲ့ဖေးတယ်ပြီးတော့ကျတော့ကျိုးလိုက်တယ်ပေါ့နော်။မှကျွန်တော်1 GB ရတော့ရေဒါလာကြီးကြည့်အဲ့ cash control ဆိုပြီးကျွန်တော်ထည့်ရတော့အဲ့ဒီဟိုဘာစလီနာပဲရတော့ဒီအဲ့ကျွန်တော်ပြန်ဖက်လာတော့တွေးရနေတယ်ဖာမီကတာဝါရဲ့ဒီဘဝေးဖြစ်ရတော့လည်းဒီကျုံပြီးလိုက်တယ်အဲ့ကျွန်တော်ချက်ကြီးရသွားတယ်အဲ့ကျွန်တော်တို့နေလာလို့ခံထားရတယ်ဗောနော်တာဝါတွေပါလည်းထိတာလေဆိုတော့အောင်လင်းတာဝါလည်းကျိုးသွားတယ်အဲ့နဲ့ကျွန်တော် lens slow ဆလီနာနဲ့ပေါင်းပြီးဖြတ်လိုက်တယ်အဲ့မှာတီးသွားတယ်ဗောနော် lens slow လည်းအမှဒိုင်းရောတာဝါရဲ့အထိပါဝင်ပြီးချရကြကျွန်တော်ဘာလို့ပါလဲကျွန်တော်အာဒီမေးရတယ်ကူတောင်းတော့စောင်းနေရတယ်အာဒီမေးမရှိတော့ချလို့မရအဲ့ဒါအိမ်သားလေးချလိုက်ပြီဒါပေမဲ့ဒိုင်းရောအာဒီမေးကြီးကပေးလိုက်ပြီအဲ့ဒါနဲ့ကျွန်တော်လည်းအာဒီမိတ်သုံးမယ်ဆိုပြီးတော့လုပ်လိုက်တဲ့အချိန်မှာပြတ်သွားတာအိမ်သားပါဖြစ်သွားမှတော့မသိအာဒီမိတ်ကလေဟိုကောင်ကတေးသွားလို့ထင်တယ်အဲ့ဒါကျွန်တော်မှတ်တယ်ကွာတေးသွားလို့ထင်တာအဲ့နဲ့ကျွန်တော်တို့လည်းတစ်ခုတက်သွားတယ်အဲ့ဒါနဲ့ create တွေတက်လာတယ်ကျွန်တော်ဘယ်ကကောင်းတယ်တော့ပါလေတက်ဖို့တော့လုပ်တယ်မလို့ခုရှင်ရလည်းတက်ပါတယ်တာဝါချိုးတော့မယ်မို့နော်ဒါမှကျွန်တော်မပါသေးတဲ့အတွက်တာဝါချိုးလို့မရပါဘူးစသူမချိုးရမချိုးတော့ဒါကျွန်တော်လည်းမသိချင်အဲ့ကျွန်တော်တို့တာဝါချိုးခံတာရဲ့ဖြည်းဖြည်းနဲ့ကျွန်တော်တို့ပေါ်လက်မလေးနဲ့အလေးနဲ့ပတ်ကြည့်ပေးထားဖြစ်ကျွန်တော်ကပေါ်လေးရကျွန်တော်တော့မကြည့်ပေးတော့ဘူး
အချုံကြီးနင်းနေပါကြည့်တော့ညာလေခြုံထဲမှာပုံနေတဲ့အတွက်မမြင်ရဘူးဆိုလည်းဖြစ်နေမှာဒါပေမဲ့ခြုံထဲမှာမရှိပိုတင်းနာချကျွန်တော်လည်းပြေးရပါတယ်ဒါကျွန်တော်ကူရှင်အောင်လာတော့ကြာသူကူရှင်ဒီဘက်မှာတော့ damage ထွက်နေတယ်အဲဒါလည်းကူရှင်အောင်ကိုစိန်လို့လုပ်ပြီးညမှာကျုံးဖို့လုပ်တာပဲကူရှင်ကြီးကြီးတွေရကျွန်တော်မကြည့်ဘူးအဲ့ဒါနဲ့အာဒီမိတ်တဲ့ခေါ်ပြီးဟီးတာကိုဖြုတ်လို့လုပ်တယ်ပေါ့ဒါပေမဲ့ဟီးတာပြတ်မဲ့ပုံတော့မပေါ်ဘူးဗျအာဒီမိတ်ကလည်းသွားပြီးတော့အဲ့ဒါကျွန်တော်လေးဖြုတ်လိုက်တယ်ဒီမှာဒါမှကီလင်းစပီရတော့ကူရှင်မရတော့ပါဘူးကျွန်တော်ဒီကောက်တော့ assist တီတော်များနေပဲဒီပွဲရတက်လာမလန်စလော့နဲ့တွေ့တယ်ဒါပေမဲ့ကျွန်တော်ပြေးလာတယ်အာဒီမိတ်လည်းမရှိတော့တော့ကိုမတိတ်တော့လုပ်လို့မရဘူးပြီးနေညမှာကူးဝေးမယ်ဆိုချားတော့ညအဲစလော့ကျွန်တော်အင်းနားနေမှာလေကြီးရတော့ပါတယ်လူရလေးတာဝါဒမ်းလေးပြီးသွားတာပေါ့နော်ဟိုတစ်ချက်ကူးရှေ့မှာကျွန်တော်ရဲ့အဲ့ဒီကပြေးတော့မှာပေါ့နော်ဒါကျွန်တော်လည်းဝင်းလုံးပြီးကိုလုပ်တယ်အိုင်မိကူတော့ကမပြည့်သေးဘူးပေါ့နော်ကြားနေတဲ့အတွက်ကမှအားဒါဖိုက်တက်လာတော့အဲ့ကျွန်တော်လည်းဟန်ဒါစတိန်ထွက်သွားပြီပေါ့နော်အဲ့ဒါလည်းယူရသေးပါဘူးချေတော့လည်းကာဝါရခေါ်ပြီးဒီကောင်ကောက်စားလုပ်လိုက်တယ်အမှတော့ပြီးချရသွားရအမဝါရောက်ဖြစ်သွားရတာမှချက်ပြီးထွက်လိုက်ပေါ့နော်ထွက်ရင်တကောတော့ပြန်ထွက်လာဖြစ်ပါရဲ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကောင်နေဟိုနားလေးမှာအမ်ဘူလာလုပ်ပေးမယ်မီလိန်နာဟိုနားလေးမှာပတ်တယ်ဖြစ်နေအမလန်စလုံးပြန်ယူနိုင်လိုက်နေဒါမျိုးဘက်ကကောင်နေတကောင်ပြီးတကောင်ထပ်ထွက်လာတယ်အစမလီယာနဲ့ကျွန်တော်တို့လေကျုံတော့တော့အဲ့ဒီအားနဲ့ဆိုရင်ဝေးပြီးတော့ရလိုက်တော့ဟောင်းမှလည်းကြီးလည်းမရလိုက်ပါဘူးအားကြောင့်တာဝါချိုးလိုက်တယ်အဲအန်တော့မှပဲဖြစ်ပါတယ်ဒီကျွန်တော်အဲ့မှာကီလင်းစပရီရတော့တယ်မတော်ရတဲ့ဒီကြာခရီးရှိအချင်းလေးတော့ပြီးစားပြီးပါအဲ့မှာကျွန်တော်လည်းမတော်ပါချိုးတာထပ်ဖြစ်ပြန်ပြီဗျာဘီယာတော့ပတင်းကြီးမတော်ပါချိုးလို့ဟုတ်တယ်ကလီနာလာနေပြီဟောအရင်ကမှလည်းကျွန်တော်ဖြစ်တော့မသိအဲ့ဒီမိကပြက်ပြက်ဘာလဲကျွန်တော်ကြီးရပါတယ်ပေါ့နော်ခုတော်လေးအဆင်ပြေနေလိုက်ပို့ကျွန်တော်လာလန်ကြီးကိုလည်းကျွန်တော်ဖွဲ့နေဝိုင်းပြီးဖြတ်လိုက်တယ်ကျွန်တော်လည်းအမအိမ်ပြန်လိုက်တယ်ပေါ့နော်သူရနေနေဖြစ်တဲ့တော့အဲ့ဒါကျွန်တော်လေးဒါဝိုင်းကျိုးဆိုပြီးအားလန်းချောင်းလိုက်တယ်ခင်ဗျားပြီးတော့ဗျာဒါဝိုင်းပေါ်နေရောက်ကြဖြစ်တဲ့တော့ခုဒီကနေနေပြီအဲ့ဒါလည်းကြည့်ရပြင်းနေတာဒီကဲခုအဲ့တော့မှဖြစ်ပါတယ်မီလေးရနေတန်းကျွန်တော်ကောင်နေဟိုနားလေးမှာရောက်ဗတ်တယ်ပါပြန်ဖြစ်တယ်မကျွန်တော်မမီလိုက်တော့အောင်မီနီရဲ့ဒီမှာရကိုလည်းကျွန်တော်တို့ဘက်ကကူရှင်အဲ့နဲ့ဝိုင်းရောက်ဖြစ်သွားတယ်ကျွန်တော်လည်းတောင်းအောင်တန်းချိုးလိုက်ပါအခုမှဒီနေ့ဗီဒီယိုလောက်ပါတယ်နောက်ထပ်ဗီဒီယိုလည်းထပ်လာပြီးရအောင်ဒီနေ့ဗီဒီယိုလည်းဆက်နေ like and share subscribe လုပ်ပြီးတော့ရပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာဒါကျွန်တော် Grandmaster Ross ဟာဖြစ်ပါတယ်ခုမှကျွန်တော်လည်းဒီဟာပြန်သုံးပြီးတဲ့တော့မှကျွန်တော်အကောက်မတင်ပြတာကြားသွားတဲ့အတွက်အားလုံးအထူးတောင်းပါပါတယ်အားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲတက်တာပါဘိုင်ဘိုင်